Hello အလနာဟမီကနေကြိုဆိုပါရရှင်ဒီနေ့မှာတော့ချီတိုနီခြေခံဖြစ်တဲ့ခြေကိုင်းနီးအကိုင်နီးနဲ့ဖွမီထိုနီးလေးတွေကိုလေ့လာကြည့်ရအောင်ပထမဆုံးအကိုင်နီးလေးကကြသူကခဲရန်ကိုင်နီးခေါ်ရပေါ့နော်ဒီလိုမျိုးလေးကတိုးစာရေးတဲ့ခါမှာဆိုရှင်ခဲရန်ကိုင်တဲ့ပုံစံမျိုးလေးခဲရန်ကိုင်နီးပေါ့နော်ဒါကိုခဲရန်ကိုင်နီးလို့ခေါ်တယ်နောက်တစ်မျိုးကကြတော့ဓာကိုင်နီးပေါ့နော်တို့ရချက်တန်လေးတဲ့ခါမှာဆိုလို့ရှိရင်ဓာကိုင်တဲ့ပုံစံမျိုးလေးပေါ့နော်တချို့ကြလည်းဒီလိုမျိုးကအားရကြတယ်ပေါ့နော်ဒါကတော့ကြတော့ကိုအားရတဲ့နည်းနဲ့ကိုင်လို့ရပါတယ်မိမိကကြတော့ခဲရန်ကိုင်နီးနဲ့ပဲအားရတယ်ပေါ့နော်ခြေကိုင်နီးကကြတော့ဒီလိုမျိုးလေးလက်တန်းအပေါ်ကနေအရင်ယူလာလိုက်မယ်ယူလာပြီးတော့ဒီကြားထဲကိုထည့်ပြီးတော့လက်ညှိုးစီမှာသွားရစ်မယ်နော်ဒီလိုပုံစံမျိုးလေးအဲ့လိုပုံစံမျိုးလေးပေါ့နော်ပြီးလို့ရှင်အဲ့လက်ညှိုးမှာ2ရက်3ရက်လောက်ဒီပုံစံမျိုးလေးပေါ့နော်လက်ညှိုးမှာ2ရက်3ရက်ကိုကြိုက်တဲ့လောက်ကိုအားရတဲ့လောက်ရွေးလို့ရတယ်ပေါ့နော်ဒါဆိုရှင်ခြေကိုင်နီးပေါ့နော်ခြေကိုင်နီးမှာဆိုရှင်သူကလက်မနဲ့လက်ခလက်လေးကကြည့်ပြီးသွားလို့ရှင်ဒီလိုမျိုးထိန်းတဲ့ပုံစံမျိုးလေးပေါ့နော်အထိန်းတဲ့ပုံစံမျိုးလေးဒီလိုမျိုးလေးထိန်းထားမယ်ပေါ့နော်အဲ့လိုမျိုးလေးထိန်းထားမှအတင်းအလျှော့လေးလုပ်လို့ရမယ်ပြီးတော့ခြေထိုးတဲ့အခါကျလည်းအဆင်ပြေတယ်ပေါ့နော်ဖွမီထိုးဖို့အတွက်အခြေခံဖွမီထိုးမယ်နော်ဖွမီထိုးဖို့ဆိုရင်ခြေလေးကိုဒီလိုမျိုးချက်ချေကပုံစံမျိုးလေးနော်ခြေအတူအစာလေးကိုအောက်မှာထားလိုက်မယ်နော်ထားပြီးတော့အဲ့ဆက်တဲ့နေရာလေးမှာအဲ့ချက်ချေခတ်တဲ့နေရာလေးကိုလက်တစ်ခက်လေးနဲ့လက်မလေးနဲ့ဖိထားမယ်ဖိထားပြီးတော့အကိုအတွင်းထဲကိုထည့်ယူမယ်ထည့်ယူပြီးတော့ခြေကိုချဲ့ယူလာခဲ့မယ်ခြေကိုဒီလိုမျိုးလေးချဲ့ယူလာခဲ့မယ်နော်အဲ့လိုမျိုးလေးချဲ့ယူပြီးဆွဲချလိုက်မယ်အဲ့လိုဆွဲချလိုက်အဲ့ဒါလေးကွင်းရှင်လေးဖြစ်သွားရင်နော်သူကတီးတီးလေးလည်းလုပ်လို့ရနော်ဒီလိုမျိုးလေးဆွဲလိုက်တီးတီးလေးဖြစ်သွားပြီအဲ့လိုမျိုးဖြစ်သွားပြီဆိုလို့ရှိရင်သူကဖွမီစာထုတ်လို့ရပြီပေါ့နော်ဖွမီစာထုတ်ဖို့အတွက်ခြေကိုဒီလက်ညှိုးကအမယောမတင်းလေးထားရမယ်နော်ဒီလက်ညှိုးလေးကသူကကြတော့အတင်းအလျှော့လောက်အောင်မှာပေါ့နော်အရင်တွန်းလင်းလည်းသူကဆွဲမရတော့ဘူးပေါ့နော်အဲ့လိုမျိုးတော့အလျှော့အတင်းလေးလုပ်ဖို့ရအတွက်ရော်လွန်းလည်းမရဘူးပေါ့နော်သူကအဲ့ဒါကြောင့်မို့သူကအတင်းမရော်ထိန်းချုပ်တဲ့နေရာလေးပေါ့နော်လက်ညှိုးလေးကကြတော့လေနောက်ပြီးရင်သူကဒီလိုမျိုးလေးအကနေပြီးတော့ခြေကိုဆွဲယူလာမယ်သဘောလေးပေါ့နော်ဒီနေရာမှာတခုတတိထားရမှာကသူကကြတော့အဲ့ရဲ့ခေါင်းလေးပေါ့နော်ဒီအဲ့ရဲ့ဒီခြေခေါင်းလေးကကိုယ့်ဘက်မှာပဲရှိနေရမယ်နော်ကိုယ့်ဘက်မှာပဲရှိနေရမယ်အဲ့မှာခြေချိတ်တဲ့ခါမှာပါလာမှာပေါ့နော်ဒီလိုမျိုးလေးချိတ်ဆွဲတဲ့ခါကျတော့ရှင်ပါလာမှာပေါ့နော်သူကအောက်ချရင်လည်းဒီမျိုးဆိုမပါလာတော့ဘူးသူကပြီးရင်ဘေးဟိုဘက်ကိုလှည့်နေလို့ရှိရင်လည်းပါမလာတော့ဘူးပေါ့နော်အဲကြောင့်ဒီခြေခေါင်းကလေးကိုကိုယ်နဲ့မျက်နှာချင်းဆိုင်ထားရမယ်ပေါ့နော်မျက်နှာချင်းဆိုင်ထားမှသာလျှင်သူကခြေချိတ်ဆွဲတဲ့ခါကျလို့ရှိရင်သူကပါလာတာပေါ့နော်လိုမျိုးလေးပေါ့နော်ခြေကိုချိတ်ရမယ်သဘောမျိုးလေးပေါ့နော်သူကအချိတ်ကောက်လေးကနေဆွဲယူလာမှာပေါ့နော်အဲ့လိုသဘောမျိုးလေးပါဒါဆိုရင်ချိတ်ကောက်လေးနဲ့ခြေလေးကိုချိတ်ပြီးတော့ဆွဲယူလာမယ်နော်ဒီပုံစံမျိုးလေးသူကအကိုချိတ်ပြီးတော့ဒီအပေါက်ထဲကနေဆွဲထုတ်ရမယ်သဘောလေးပေါ့နော်အဲ့ခါကျမှအပေါက်ကိုနည်းနည်းချင်းနေရဆိုရှင်လည်းကျေလို့ရရနော်အဲ့လိုသဘောမျိုးလေးပေါ့နော်အဲ့လိုမျိုးလေးဒါဆိုရှင်ဖွမီတစ်ခုရသွားတယ်ပေါ့နော်နောက်တစ်ခုထိုးမယ်ဖွမီတစ်ခုကိုတစ်ခါပြန်ပြမယ်လိုမျိုးလေးအမှချိတ်လိုက်မယ်ခြေကိုဒီအပေါက်ထဲကနေပြီးတော့အပြင်ဘက်ကိုရအောင်ဆွဲယူလိုက်မယ်အဲ့လိုမျိုးဆိုသူကသူ့ရဲ့ပုံစံမျိုးလေးကကျစ်ဆန်မီကျစ်တဲ့ပုံစံမျိုးလေးပေါ့နော်အဲ့လေးကိုဖွမီလို့ခေါ်ပါတယ်လိုမျိုးလေးအကိုချိတ်မယ်ပြီးရင်အပေါက်ထဲကနေဆွဲယူလိုက်မယ်လိုမျိုးလေးပေါ့နော်လိုမျိုးလေးထိုးကြည့်ကြပါအရန်ကိုမှလွယ်ကူပါတယ်သဘောလေးကကြတော့သူကလက်ညှိုးလေးကနေပြီးတော့အတင်းလျှော်လေးပေါ့နော်အရင်လျှော်လွန်းလဲသူကဆွဲမရတော့ဒီပုံစံမျိုးလေးပေါ့နော်အကနေပြီးတော့ခြေကိုချိတ်တဲ့ခါကြလို့ရှိရင်လက်ညှိုးလေးကကစားပေးပေါ့နော်လုံးလေးကစားပေးပေါ့သူကလိုမျိုးလေးကစားပေးလို့ရှင်ပို့ပြီးထိုးရလွယ်တယ်ပေါ့နော်အရင်တင်းလွန်းနေလို့ရှင်လဲကြက်ပြီးတော့ဆွဲထုတ်လို့မရတော့ဘူးပေါ့နော်အဲ့လိုပုံစံမျိုးလေးရှိပါတယ်ရင်တော့အခြေခံခြေကိုင်းနဲ့အကိုင်နဲ့ဖွမီထိုးနည်းလေးပြီးပါပြီအဆင်ပြေကြပါစေရှင်